လောကလုံးပြုံးပျော်ရွှင်မြူနေနေချခြင်းနဲ့သူလေးအဖြစ်ခါပိစခါရဲ့ဝမ်းမြောက်ခြင်းရနံတွေထုံသင်းစေတဲ့ကောင်းတစ်ခုပင်တွက်ရှိခဲ့လို့လက်ခံတော်သူတိုင်းကဲတင်မဲ့သူရှင်ခင်မွေးဖွားဆောင်ရဒီချိန်လောကလုံးပြုံးပျော်ရွှင်မြူနေနေချခြင်းနဲ့သူလေးအဖြစ်ခါပိစခါရဲ့ဝမ်းမြောက်ခြင်းရနံတွေထုံသင်းစေတဲ့ကောင်းတစ်ခုသင်တွက်ရှိခဲ့လို့လက်ခံတော်သူတိုင်းကဲတင်မဲ့သူရှိခဲ့လို့လက်ခံတော်သူတိုင်းကဲတင်မဲ့သူမေရှိယာတလောကလုံးအဖြစ်တွေကဲချွတ်မိသူမေရှိယာတလောကလုံးအဖြစ်တွေယူဆောင်သူမေရှိယာတလောကလုံးပြစ်တွေကဲချွတ်မိသူမေရှိယာ